ရွယ်ရောက်ပြီးသူတယောက်ရဲ့ရှုပ်ထွေးတဲ့ပြဿနာ69ရာခိုင်နှုန်းတင်ရဒီရိုးရှင်းတဲ့အချက်၈ချက်ထဲနဲ့ဖြည့်ရှင်းနိုင်တယ်ဆိုတာကိုယုံကြည်ပါသလားနံပါတ်1လေ့ကျင့်ခန်းလုပ်ပါပုံမှန်လေ့ကျင့်ခန်းလုပ်ပါကျန်းမာရေးဆိုတာအခြေခံအုတ်မြစ်ပါနံပါတ်2ဒုတိယငွေရှာပါငွေလမ်းကြောင်းတစ်ခုထက်မကတည်ဆောက်ပါနံပါတ်3အိမ်ချက်စာစားပါအပြင်စာတွေထက်အိမ်ကချက်တဲ့အာဟာရကိုပိုဦးစားပေးပါနံပါတ်4မိတ်ဆွေစစ်ထားပါမိတ်ဆွေအများကြီးထက်စိတ်ချရတဲ့မိတ်ဆွေစစ်3ယောက်လောက်ရှိရင်လုံလောက်ပါနံပါတ်5ငွေအောက်လျှော့တုံးပါငွေထက်လျှော့တုံးတာဟာတင်ဘွားစိတ်အေးချမ်းမှုရဲ့လှုပ်ဝက်ချက်တစ်ခုပါနံပါတ်6ဝါသနာပါရကိုအလုပ်လုပ်ပါတင်ချစ်တဲ့အလုပ်ကိုလုပ်ပိုင်ခွင့်ရအောင်ဖန်တီးပါနံပါတ်9စီကံကိုရှင်းတန်းတင်ပါ motivation ကိုစောင့်နေတာနဲ့စီကံကိုပဲအားကိုးပါနံပါတ်10အေးရေးဝအောင်အိပ်ပါအိတ်ချင်ကိုတေချာပြင်ဆင်ပါတင်းရဲ့စွမ်းရည်အများစုကအိတ်ဆက်ခြင်းကနေလာတာပါဒီအချက်တွေကရိုးရှင်းပေမဲ့စဉ်ဆက်မပြတ်လှုပ်ဆောင်နိုင်မှုကတော့တင့်ပေါ်မှာပဲမူတည်ပါတယ်ဒါတွေကတင့်ဘဝကိုအမှန်တကယ်ပြောင်းလဲပေးပါလိမ့်